ပရိသတ်ကြီးညှိုးပေးတဲ့ကြေးဥဆိုင်လေးကိုကျွန်တော်ရောက်ရှိနေပါတော့။သူအောင်ကြေးဥပြင်ဖြစ်မှာလားဆိုတော့ကျွန်တော်စားကြည့်မှာပဲပြီးလိမ့်မယ်။အဲ့လိုဘာလုံးလမ်းလျှောက်ပြီးပြန်လာတာကွာကြေးဥပြင်ကလည်းဟိုနေ့ကရှာတာစိတ်တိုင်းကမကြရနဲ့ကြေးဥပြင်ရှာမတွေ့ဘူးဖြစ်ကျွန်တော်စားနေကြတဲ့ဆိုင်ရှိတယ်လက်ထိုင်တယ်ကျွန်တော်ဥဒရာနာပါတကယ်မိုက်တာငါကြီးများတယ်နော်အဲ့ကြောင့်တိမှာအေးအဲ့ဒါသွားမယ်လားအားလုံးမင်္ဂလာပါမုံဆက်စီကနေကြိုးဆိုပါရစေဒီနေ့ကတော့ကြေးဥပြင်အစ်စ်ဘယ်လိုဖြစ်နိုင်မလဲဆိုတော့ကျွန်တော်နောက်တစ်ဆိုင်ထပ်ပြီးတော့သွားစားကြည့်မှာဖြစ်ပါတယ်နေပြီးတော့ပြင်မနာတဝိုက်ကကြေးဥကောင်းတဲ့ဆိုင်လေးတွေကိုကျွန်တော်လိုက်ပတ်စားကြည့်ပြီးကျွန်တော်အရင်စိတ်တိုင်းကြတာမျိုးမရှိခဲ့ဘူးပေါ့နော်အဲ့တော့ကျွန်တော် comment အောက်မှာလည်းဒီဆိုင်လေးကောင်းတယ်ဆိုပြီးတော့ရေးထားတာတွေရှိတယ်ပြီးတော့ကျွန်တော်လည်းညွှန်းပေးရလူတွေရှိတယ်ပေါ့နော်အဲ့တော့ဒီဆိုင်လေးကတကယ်ကောင်းလားကြေးဥပြင်ဖြစ်နိုင်မလားဆိုတော့ကျွန်တော်တို့လိုက်ကြည့်လိုက်အောင်ဒီနေ့ကတော့ကျွန်တော်တို့ပရိသတ်ကြီးညှိုးပေးတဲ့ကြေးဥဆိုင်လေးကိုကျွန်တော်ရောက်ရှိနေပါတော့။သူအောင်ကြေးဥပြင်ဖြစ်မှာလားဆိုတော့ကျွန်တော်စားကြည့်မှာပဲပြီးလိမ့်မယ်။ငါးညီနဲ့လုံးဝမနိုင်ဘူး။အသားပြတ်ရှားရလည်းကောင်းတယ်။ရေရကောင်းတယ်။အဲ့လိုလေးကဒါမျိုးလေးခက်ပြီ။ဒါတော့မတွေ့ဘူးပေါ့နော်။ကျွန်တော်စားဘူးလည်းမကြေးဥတွေမှာဒီကတော့ဒီဆိုင်ထူးခြားချက်လေး။ခလီစာလေးလည်းတော်များစုံတယ်။အသားလုံးလေးတွေရတယ်တော်လေးရတာရှိရကြ။ဒါကငဖယ်လုံးတော့နော်။ချားဆိုင်လေးဆိုတော့နည်းနည်းလေးဒီပိုင်းညှိလို့တိတ်မစားပြဒီမှာဘလို့ရှိနေရှိနေတော့စားကြည့်။ငဖယ်လုံးလေးလည်းစားလို့ကောင်းတယ်အနမ်းမနမ်းဘူး။ကျွန်တော်ကြေးဥတွေကောင်းရင်တပွဲနဲ့မဝအောင်။အပူပြောတာမဟုတ်ဘူး။ကျွန်တော်ကြေးဥကြိုင်ဆိုင်ရင်တော်များရှုံးအောင်။ကြေးဥတော့ဒီမိုက်။ဒီမှာဖက်ထုတ်လေးလည်းနည်းနည်းကြီးရလို့ပြောတယ်။ဒီမှာကြေးဥမင်းတို့ကလည်းတော့ဆောင်နေရှိရဆိုတော့ဒါပြင်ထပ်စားလို့ရအောင်နောက်တစ်ခုသူ့စီမှာကတုံရန်ကြေးဥတွေရောဝတ်သားတို့လူကြေးဥတွေဝတ်သားလူကြေးဥကတော့ထူးဆန်းတယ်ဗျတုံတောင်ဆိုင်ကောင်မရှိပြီးငုံဦးကြေးဥတွေပြီးနိုင်ဦးကြေးဥတွေငပယ်လုံးကြေးဥတော်တော်လေးစုံတယ်ဗျဝတ်သားလူကြေးဥစီချက်လေးစားလိုက်မယ်ဒါအရေးပြီးသွားပြီဆိုတော့ကျွန်တော်စီချက်လေးဆွဲလိုက်မယ်နော်ဆွဲမှားရဲ့ဝသားတို့ကြေးဥစီချက်လေးတော့ရပါပြီ။လီဇာရဲ့တော်တော်စုံတယ်ဗျ။နှလုံးတွေရောပူပွားပါတယ်ကျွန်တော်တို့ခေါင်းသားပါတယ်။နရွက်လေးလည်းပါတယ်။ကြောက်ကက်သဲငဖယ်လုံးလည်းပါတယ်။ဝသားတို့ကြေးကတော့ကျွန်တော်တစ်ခါမှစားဘူးတဲ့ထဲမှာမပါဘူး။ဒါပေမဲ့တော်တော်လေးစားလို့ကောင်းတယ်။အသားရတာလေးတွေကိုအရန်သဘောကျတယ်ပြီးတော့အချင်းပေါ့နော်။သူ့အချင်းကအရန်ချုံနေရလည်းမဟုတ်ဘူး။အရန်ချင်းနေရလည်းမဟုတ်ဘူး။လုံးဝကွက်တီပဲ။မြင်မိုက်တယ်ဗျတကယ်လာစားကြည့်နောက်ဆုံးမှာရတဲ့တုံရန်ကြေးဥလေးတော့ရောက်ပါပြီရိုးရိုးကြေးဥကိုကျွန်တော်ဝတ်သားနဲ့စားပြီးပြီးတော့ခဏဒုတ်ထိုးကြေးဥစီချက်လေးလည်းစားတာတော်တော်လေးကောင်းတယ်ဒါကြတော့ဆံများနဲ့ဟိုမှာတုံရန်ကြေးဥလေးကိုကြက်ကြိတ်သားလေးနဲ့ original ကြေးဥရဲ့အရသာကိုတော့ပိုကြိုက်တယ်ဒါလေးလည်းဆံပြားလေးနဲ့ဆိုတော့ချင်းဆက်လေးဆိုတော့မအီဘူးပေါ့ဗျာကြက်ကြိတ်သားလေးကတော်တော်လေးမိုက်တယ်ကျွန်တော်မသိရင်တကယ်ဝတ်သားကိုကြိတ်ထားသလိုပဲဒီမှာကြေးဥကိုလေကျွန်တော်တို့အရင်တော့ဒီကြက်သားနဲ့ဆိုလို့ရှိရင်ဒီကြက်သားအတုံးလိုက်ကြီးထည့်တာထည့်စားလို့ရှိရင်ကြိတ်သားလေးနဲ့ကပို့ပြီးတော့မိုက်တယ်ဒီဆိုင်မှာလေကြေးဥတွေတော်တော်စုံလင်လင်ရတဲ့အပြင်ကိုအရန်ကောင်းတဲ့တခြားနေ့လည်စာတွေ Chinese food တွေလည်းအစုံရတယ်အဲ့တော့ဘာရလဲဆိုတော့ဒီမှာကြည့်လိုက်အောင်အားလုံးမင်္ဂလာပါကျွန်
ကျွန်တော်ပြည်သက်ကြီးအောက်မှာ comment တွေမှာညွှန်းပေးတဲ့အတိုင်းပဲဂျီယိုဆိုင်ကောင်းတယ်ဆိုလို့ဒီဆိုင်လေးကိုကျွန်တော်လာပြီးတော့သုံးဆောင်ကြည့်ခဲ့ပါတယ်ဆင်းမရဲ့နောက်ကျောကျွန်တော်ဒန်ကိုစီတိုင်းဘေးမှာရှိတဲ့ဒီ 1GN Food House ဆိုတဲ့ဆိုင်လေးပဲဖြစ်ပါတယ်ဒီဆိုင်လေးမှာတော့ကျွန်တော်ဂျီယိုမီနူတော်တော်စုံလင်ရတယ်တုံရန်ဂျီယိုစံပြားဂျီယိုဝက်ဂျီယိုချက်ဂျီယိုအပြင်ကိုဝက်သားတူတူဂျီယိုစီချက်တို့ဝက်သားတူတူဂျီယိုတို့လည်းရပါတယ်အသားရတာရောအရေရတာရောအချင်းရောဘာမှပြောစရာမရှိဘူးတကယ်ကိုအရန် perfect ဖြစ်တယ်တကယ်လည်းအရန်ကိုစားလို့ကောင်းပါတယ်အဲ့တော့နေပြည်တော်ပြည်မနာရဲ့ဂျီယိုပြင်ကိုကျွန်တော် 1GN Food House ကိုပေးချင်ပါတယ်ဗျအဲ့တော့ဒီဆိုင်လေးကိုလာစားချင်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်ဥတ္တရသေးတိစင်မနောက်ကျောင်းမှာရှိတဲ့ 1GN Food House ကိုလာစားကြည့်ဖို့ကျွန်တော်အားလုံးကိုဖိတ်ခေါ်ပါတယ်ဗျကျေးဇူးအများကြီးတင်ပါတယ်အဲ့တော့ဒါနဲ့မပြီးသေးပါဘူးကျွန်တော်အားလုံးအတွက် surprise season လေးတစ်ခုရှိပါသေးတယ်ကျွန်တော်တို့ဒီဗီဒီယိုလေးကိုကျွန်တော်တို့ပြပြီးတော့ 1GN Food House မှာသွားစားမယ်ဆိုလို့ရှိရင်တော့ဒီ January လကုန်နဲ့အထိဘာသာစား 10% discount ရရှိမှာဖြစ်ပါတယ်အဲ့တော့ဒီ season လေးကအရန်တန်တဲ့ season လေးဖြစ်လို့လက်မလွတ်အောင်အခုပဲသွားစားလိုက်ပါတော့ဗျအားလုံးကျေးဇူးတင်ပါတယ်